ဒီတစ်ခါကတော့ဖူဟွန်အီနာဆိုတဲ့စကားလုံးပဲဒီကမှအဓိကပါတဲ့စကားလုံးဒီကြောင့်သူရဲ့အဓိပ္ပာယ်လေးရင်ကြည့်မယ်ဆိုရင်自分の本当の気持ちや意思に反していること心の凝りがあること耳へさ自分ဆိုရ自分လို့ပါ自分ဆိုတာကမိမိဆိုတဲ့ဘောကပြုလုပ်သူတွေနော်လုပ်တဲ့ရဲ့ဆန္ဒမပေါ့လောလာတဲ့လောလာတဲ့ကိစ္စတွေဟိုစိတ်မကြည်နဲ့ဆရာတော်တဲ့ကိစ္စတွေဘောနော်အဲ့လိုမျိုးပြောချင်တာစကိုင်းခတ်တာအနေနဲ့တော့လူချက်ရှင်းပြထားတော့特に望ましくない結果や状況に対して納得がいかない。心から承知できないといった感情を伴うということで、感情を伴うの。ကိစ္စတစ်ခုကြောင့်ခုလုပ်လိုက်တဲ့ result တွေထွက်လာတဲ့အခါမျိုးမှာ result အဲ့ဒီ result ကစိတ်ကြည်နာဖို့သဘောကျပေါ့နော်။စံဖို့စံမရောက်ပြီးပါတယ်ဖြစ်လာတဲ့ result အဲ့ဒီ result ထွက်လာတဲ့အခါမှာအဲ့ဒီခံစားချက်လည်းပါမယ် result တင်ပါမယ်သူခံစားချက်ပါပါမယ်ဆိုပါရီတရီထားလို့ပေါ့နော်စလုံးမှာခံကြိုးတို့မနောက်တို့ခိခံကြိုးပါဒီဘက်လေးရှင်းပြပြန်တော့ဒီမေးထားလေးချောင်းရှိအဲ့တဲ့ကြောင်းစာပထမဆုံးကြောင်းပေါ့နော်ပထမဆုံးဆောင်ကြောင်းပြောလို့ရှိရင်စာပထမဆုံးကြောင်းမှာဆိုရင်彼の提案は筋が通っていたんだ不本意な理由で採用を見送ることになったそういう筋が通るဆိုတာကြိုးကြောင်းစီရုံမှုရှိတယ်ကြိုးကြောင်းခိုင်မာတယ်ပေါ့နော်အဲလိုကြိုးကြောင်းခိုင်လို့နေဆိုတဲ့တင်ပြတာတော့တင်ပြနေမှာကြိုးကြောင်းစီရုံမှုရှိတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့ဖူဟွန်အီနာဗီယူတဲ့တွေတော့ကြီးထားပေါ့နော်ဖူဟွန်အီနာဆိုတဲ့ဟာမှာတော့ခံစားချက်ပါမယ်ဆိုပြီးဆိုပြီးထားခံကြိုးတို့တော့ဒီမှာတော့ဗီယူဆိုတဲ့ဟာကျခံစားချက်မပါအောင်ဗီယူဆိုတဲ့အကြောင်းရင်းကကြည့်မယ်ဆိုရင်ဗီယူဆိုတာဘာလို့ပြောကြလဲဆိုတော့အကြောင်းပြချက်ကိုပြောပြစတော့ပြုလုပ်တဲ့ခံစားချက်နဲ့မဆိုင်ဒီခါလေးဆိုတဲ့ခံစားချက်နဲ့လည်းမဆိုင်ဆိုဒီဟာကိုစာရုပ်မျိုးခုလုပ်ခဲ့တဲ့ဒီခံစားချက်နဲ့လည်းမဆိုင်ဘူးဖြစ်တယ်အဲကြောင့်ဒီမှာသုံးထားဟာစင်မရေးလို့ပြောတယ်နော်ဖူရှိစင်ဖြစ်တယ်ပုတ်တကိစ္စစပေါ့နော်စင်ပြီးတော့လို့မရအောင်အဲဆိုအဲ့ညမှာဒီညမှာတော့ဒီစာကြောင်းမှာတော့ဘုံဟိုင်းနာမှာလည်းပဲစလုံးသုံးလို့ရမယ်ဆိုရင်တော့laptop のいかないやむを得ないနော်အဲ့လိုမျိုးလေးကြောင့်ထည့်တော့မှာညာခြားဆောင်သုံးရဆိုလို့မရှိလို့ရှိတယ်ဒီမှာတော့ဒီဇမယ်နေနဲ့ဒါလေးပဲကြည့်ကြအောင်ဒီမှာလို့ကြည့်မယ်ဆိုရင်ဒီရဲ့အစုကြီးကလည်းကြိုးချောင်းခိုင်မာပြီးမယ်ပေါ့နော်မတော့ကူကလည်းလက်မခံနိုင်ရဒါမှမဟုတ်နိုင်ရှောင်းလည်းမရတယ်ဒီယူတဲ့ကြောင်းရင်တော့ဆိုင်းရောမီယိုခုရုကိုတိုနီနတ်တာပေချလိုက်ရတယ်ဆိုပြီးတော့နော်ဆိုင်းရောမီယိုခုတော့ဒီမှာတော့ပေချတယ်ဆိုပြီးပါလာပြန်ပြီးချားတယ်ပဲလည်းရှိဘုံမှာလောစေတော့လက်မခံသေးဘူးခဏဆိုင်းထားတယ်ဆိုင်းရနေတော့အဲ့တော့မျိုးလည်းရေးရတယ်ဆိုတော့တော့ချောဟီဆိုပေချတယ်ပေါ့နော်ဆိုတော့ဒီပဲပြန်ပြီးထားတယ်တော့ဖူးဖူးကြီးအဆင်ပြေပေါ့နော်ဒါဆိုနံပါတ်1ဒီကြောင်းနံပါတ်2မှာပါအကြောင်းဆက်စီအောင်ဆိုရင်နံပါတ်2မှာပါလဲဆိုတော့ဘာလို့ရေးထားဆိုတော့厳しい練習の末彼は不本意ながらも優勝を勝ち取ることができた不本意ပဲဒီမှာရဖူးကြီးကြတော့ဘာဖြစ်လဲဆိုတော့優勝ဟာဖူးကြီးဖြစ်နေဆိုတော့優勝ဆိုတာဘယ်ပဲဖြစ်လို့ချင်းလဲကြတော့ပြန်ဆို優勝ဆိုတာဘယ်ပဲဖြစ်နိုင်တယ်ဒီမှာ優勝ဖြစ်ရတဲ့တော့ဖူးကြီးဖြစ်တယ်ဆိုတော့ပြန်ချင်းလာပြန်ဆိုတော့မရှိတော့ရှာဆိုတော့ဟိုစာကြောင်းရဲ့သွားလာပေါ့နော်သွားလာရစာသွားလာရဘောမြက်ကူရသူကမကြိုက်ဘူးဖြစ်နေဖူးရှိစင်းဖြစ်တယ်ပြောမှာပေါ့တဘောမကြောက်ဖြစ်နေဘာမှမကြောက်ဘူးမလို့ရှင်းလိုက်တယ်ယူရှော့တော့ပြန်နေလို့လည်းရှာမျိုးနော်ဒီစာကြောင့်စာကြောင့်ဆိုရင်နိုင်ရရင်လည်းစိတ်ကမကျင်တော့ဖြစ်လို့မကြိုက်ဘူးဖြစ်နေဥပမာဘယ်လိုဟာမျိုးဆိုရင်တော့ကြိုက်နိုင်တယ်ဆိုတော့ကိုလိုချင်တဲ့ယူရှော့မဟုတ်ဘူးကိုလိုချင်ရချာယူရှော့ယူရှော့တစ်ခုရှိရကကိုရယူရှော့မတူဖြစ်စေတယ်စာကြောင့်အဲ့လိုမျိုးရေးမယ်ဆိုတော့စာကြောင့်မပေါ့ရေးမှာဆိုရင်နော်ဥပမာဆိုရင်ဥပမာလေးမှာရေးပြထားတာလို့ရေးထားဆိုတော့厳しい練習の末彼は個人戦の優勝を勝ち取ったな本意な優勝で彼が本当に目指していたのは団体戦の優勝だった。ဘာကစားပြန်ဝင်မှာရှိတယ်။တယောက်တည်းပြန်ဒူးချင်းပြန်ဝင်ခွက်လိုက်တော့ဖွဲ့လိုက်ပြန်ဝင်မှာနိုင်တယ်။ဒူးချင်းပြန်ဝင်မှာနိုင်ပါဆို။အမြဲတမ်းဒူးချင်းပြန်ဝင်နိုင်တော့ဒီဒူးချင်းပြန်ဝင်ရသူတို့အထိပဲတိတ်မရှိတယ်လို့ဖြစ်တာပေါ့နော်။အဲတော့သူစိတ်ထဲမှာမလိုချင်တဲ့ဘာကြီးနိုင်သွားလဲဆိုတဲ့တပည့်မျိုးကြီးချင်တာ။ဒီမှာတော့ဖူးရင်တော့နောက်ကိုရွှေ့ပြီးတာ။အဲ့လိုမျိုးကြီးချင်ဒီဘောကစာကြောင်းတိုင်းရေးချင်ဆိုကြတယ်။ခါရီကဖူးရင်ကတော့မို့
個人戦の優勝を勝ち取ったんだ。彼が本当に目指したのは団体戦の優勝だった。အဲ့လိုလေးပေါ်ရေးမှအဆင်ပြေမှာပေါ့နော်။ဒါမျိုးဆိုတော့လေစိတ်မကြည်တဲ့မလိုချင်တဲ့ဟာသူဆန္ဒမပါဖြစ်နေတာ။ကြာခဲ့တာဖြစ်တာပေါ့နော်။လူရင်းကြီးထား။ဒီအစေဒီမနှစ်ကလည်းမှားရလို့ပြောပေါ့နော်။နံပါတ်3ချက်ရှိအောင်။နံပါတ်3ကကျတော့ဘာလဲဆိုတော့彼は本来の力を出し切ったが不本意な結果として最下位になってしまった。ဆိုတယ်ဒါမျိုးဒီစာကြောင်းမှာဆိုဖူးဝင်းနာခေတ်ကဆိုတော့ပြင်မာနဲ့မြေရစလုံးတွဲလို့ဖြစ်ဖူးဝင်းနာခေတ်ကဖူးဝင်းနာခေတ်ကစိတ်ကြည်တဲ့ဆရာကောင်းတဲ့ဖက်ဆက်ဆိုပြီးဒီတိုင်းရင်တော့မှားတယ်လို့ပြောဖို့ခက်တယ်လို့ဒီကြည့်ဆိုရင်ဒါပေမဲ့သူကနောက်မှာစိုက်ကကြီးဆိုတဲ့ဟာပဲရည်ညွှန်းထားတယ်ဖူးဝင်းနာခေတ်ကဆိုစိုက်ကကြီးပါတယ်ပုံမှန်ရှင်းတဲ့အတိုင်းတော့ဘာရမလဲဆိုတော့ခန်းကျိုးတို့နောက်တို့ခီးပြီးစာကြောင်းမှာကြည့်လိုက်ဆိုရင်ခန်းကျိုးနဲ့ပတ်သက်တဲ့စာလုံးမပါဘူးဖြစ်ဒီစာကြောင်းမှာဖုန်းအင်နာခေတ်ကောက်ရေးထားတဲ့စာကုန်လိုက်တော့မှားတယ်လို့ပြောလို့မရဘူး။သူရဲ့ဘောမြတ်ခုရဖူရှိစင်းလို့ပြောတယ်နော်။ဘာမှမကြောက်ဘူးသူလည်းဖုန်းအင်နာခေတ်ကပြတဲ့ site guide နဲ့ပတ်သက်ခံစားချက်ကိုဟောတာပေါ့။စာကြောင်းမပြည့်စုံဘူးဖြစ်။စာကြောင်းလေးတွေကတဘာမကြောက်ဖြစ်နေတယ်ပေါ့နော်။ရွေးတဲ့ခါကျတော့လေလေးခုတည်းတစ်ခုဆိုတော့အတိပ္ပယ်တဘာကြတော့ကိုကြည့်ရမယ်ဆိုတဘာကြတယ်ရှိနေတဲ့ခါကျတော့မရတော့ဘူးနော်ပြီးတော့လဲစာကြောင်းကိုနိုင်တော့ဒီမျိုးကြီးလို့ရှိရင်စာရေးသားမှားတယ်ပြောကြပါဘောနော်အဲကြောင့်ဆိုသူမရေးမယ်ဆိုလို့ရှိရင်ဘယ်ပြင်းလဲဆိုစိုက်ကိုက်ဒီနဲ့ရှိမှအထရတယ်နော်ဒီမှာခံစားကြその悔しさは隠せなかったဆိုပြီးတာနော်သူကတကယ်အားကုန်ထုတ်ပြီးတော့ရှင်ပြိုင်ခဲ့တယ်ဆိုတော့အားကစားပွဲမှာအားကုန်ထုတ်ရှင်ပြိုင်ခဲ့ပြီဆိုတော့ဒီစိတ်မကြည်နဲ့ဆရာကောင်းလာတဲ့ပေချီရတယ်ပေါ့နော်နောက်ဆုံးအဆင့်ဖြစ်သွားတယ်အားကစားပြန်လို့တော့ပြေးပြန်ဝဲပြန်တော့10ယောက်ပြန်တယ်တာဒမီတာတရားပြေးဝဲပါ10ယောက်ပြန်တဲ့ခါကျတော့ပြောလေကြိုးစားတဲ့အချိန်မှာတော့ကြိုးစားထားခဲ့မယ်လေအဲ့တိုင်းပြန်တယ်ပေါ့နော်ပြန်ပြီးမှလည်းနောက်ဆုံးရစက်နေတာစင်နေရその悔しさは隠せなかったအဲ့ရဲ့အတွက်ခံပြင်းခါသိမှုတွေခံပြင်းမှုပေါ့နော်ခံပြင်းမှုတွေဟုံးထားတာမျက်နှာပေါ်တယ်ဘယ်လိုခံစားချက်မျိုးပေါ်အောင်ရေးတော့ပုံတော့သဘောကျတယ်ပေါ့နော်ဒါမှမှန်တယ်လို့ပြောရအောင်ဆိုတော့နောက်ဆုံးကြောင်းမဲ့ချက်နောက်ဆုံးကြောင်းကကျတော့ဘာလဲဆိုတော့ဖူးဝင်းနာဘယ်လိုတော့လဲဆို自分のミスが原因でチームが敗北したため彼は不本意な気持ちでいっぱいのようだ。有些人里边不不本意気持ちで里面吧，気持ち说生産なれば無限さだお前。不本意な気持ち。စိတ်မကြည်တဲ့ခံစားချက်တွေနဲ့အပြည့်ပဲဖြစ်နေဆိုပြီးသိချာပေါ့နော်ဒါတော့ဒီမှာတော့ဒါပြောမှဆိုညီမတို့ပြောမယ်ဆိုရင်သူ့ရဲ့မှားယွင်းမှုကြောင့်ပေါ့သူ့အမှားတစ်ခုကြောင့်သူအတင်းရှုံးသွားတယ်အဲတော့သူ့ရဲ့စိတ်မကြည်တဲ့ခံစားချက်တွေကအပြည့်ဖြစ်နေတဲ့ပုံမဲဆိုရင်တော့ထားပါပေါ့နော်အဲတော့နံပါတ်4က